မနက်မိုးလင်းလို့အိယာကနိုးပြီဆိုတာနဲ့ဒီနေ့ငါဘသူပေါ်မှာဒေါသမထွက်မိအောင်ကြိုးစားမယ်ပြီးတဲ့အခါမှာတတ်နိုင်တဲ့ကောင်းမှုကုသိုလ်လေးတွေကိုကြိုးစားပြီးပြုမယ်အားလုံးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားမယ်လို့ဒိဋ္ဌံလိုက်မယ်ရေနဲ့ကိုယ်မျက်နှာလေးထိလိုက်တဲ့အချိန်မှာဘုရားကိုကိုးကွယ်ပါ၏တရားကိုကိုးကွယ်ပါ၏တန်ခါကိုကိုးကွယ်ပါ၏ပါဠိလိုဆိုရင်တော့ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိတန်ခံတရဏံဂစ္ဆာမိဆိုပြီးတော့တရဏဂုံ၃ပါးကိုစောင့်တည်လိုက်ပေါ့ပြီးတဲ့အခါမှာတတ္တဝါများစွာဘီရန်กว่าကျမ်းမာချမ်းသာကြပါစေဟောဒီရေကလေးကအေးချမ်းသလိုပဲတတ္တဝါတွေရဲ့ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေဆိုပြီးမေတ္တာဖြန့်ဝေပို့လိုက်ပေါ့